Hello easy cooking ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မိုးလန်းနေအေးတော့ငပြောပေါင်းပြပါမယ်လိုအပ်တာတော့ငပြောသည့်ထက်ညက်နဲ့အုံသီးပဲဖြစ်ပါတယ်အရင်ဆုံးရင်းနှီးပုတ်ပတ်ဆိုထဲမှာဒီထက်ညက်ခဲလေးတွေကိုထည့်လိုက်ပါမယ်ပြီးတော့တကြားလေးထည့်မယ်ပေါ့နော်တကြားတော့ကိုလိုတလောက်ကိုအချိုကြိုက်လာပေါ့ဒီပေါ်မှာချိန်လို့ရပါတယ်ပြီးရင်တော့ငပြောသီးလေးတွေအခုခွာပါမယ်ကြီးတာလေးဆိုလို့ရှိရင်2ချမ်းခွဲ4ချမ်းခွဲကိုကြိုက်တယ်လို့လုပ်လို့ရပါတယ်အုံသီးလေးတွေကိုအစင်သစ်ချက်ထားပေးပါမယ်။ထက်ညက်ခဲလေးတွေကအမှုံလေးတွေပါလာပြီးတဲ့ကြောင့်မို့လို့စစ်ပြီးတော့နောက်တစ်ခေါက်ပြန်ချိုးပေးပါမယ်။စားနဲ့ငင်ထည့်ပါမယ်ရှင်။ပွက်ဆူလာပြီဆိုရင်ခုနကဒီချမ်းနာတဲ့ငပြောသီးလေးတွေကိုထည့်ပါမယ်။ငပြောပေါင်းဆိုရင်တော့ဖီးချမ်းကိုပဲသုံးပါတယ်။ဖီးချမ်းပို့ပြီးလိုက်ဖက်ပါတယ်နော်။အုံသီးချက်ထားတာလေးတွေကိုအုံတို့ပြုတ်လို့ဖို့ရရင်နှွေးနေငယ်ထည့်ပေးပါတယ်။ဇွန်းလေးနဲ့အရင်ခြေပေးပြီးတော့အရေးလေးထွက်လာအောင်လုပ်ပါတယ်။ပြီးတော့မှလက်ကလေးနဲ့ဒီညှက်ပြီးတော့ပေါ့နော်အရေးလေးတွေရအောင်လုပ်ပြီးစကားနဲ့ဆက်လိုက်ပါတယ်ရှင်။ပြီးရင်တော့အုံတို့တွေကိုခုနကငပြောပေါင်းအုံတွေကိုထည့်လိုက်ပါတယ်။ပွက်ဆူလာပြီဆိုရင်တော့အပေါ်ကနေထပ်ပြီးတော့အုံသီးချက်ထားတာလေးတွေကိုထပ်ဖြူပေးလိုက်ပါမယ်။နောက်ဆုံးမှတော့အရင်စားလုပ်ကောင်းတဲ့ငပြောပေါင်းလေးရပါပြီ။အခုမိုးရင်းလက်ဝင်လာပြီဆိုတော့နေ့လယ်စာဒီတရေစာအဖြစ်နဲ့အိမ်မှာလွယ်လွယ်ကူကူလှုပ်ရှားမယ်ဆိုရင်လည်းအရင်အဆင်ပြေပါတယ်အရသာရှိတဲ့အာဟာရငပြောပေါင်းလေးပါ